အနေငယ်များသောချမ်းသာဒုက္ခကိုစွန့်လို့အများကြီးသောချမ်းသာဒုက္ခကိုရမယ်ဆိုတာကိုအကယ်၍မြင်နေမယ်ဆိုရင်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအနေငယ်များသောချမ်းသာဒုက္ခကိုစွန့်ရမယ်လို့အဲ့လိုအဓိပ္ပာယ်ရတယ်တဲ့ပြောရရင်ကာမချမ်းသာကိုစွန့်လို့နိဗ္ဗာန်ချမ်းသာကိုရမယ်ဆိုတာကိုသိနေမြင်နေတဲ့ပုဂ္ဂိုလ်ဟာဉာဏ်ပညာအမျှော်မြင်ရှိတယ်ဆိုရင်အဲ့ဒီကာမချမ်းသာကိုစွန့်နိုင်ရမယ်ပေါ့အခုဘုံဘုံတို့ဒါနကောင်းမှုပြုကြတယ်ဆိုတာစွန့်လို့ခြင်းအမျိုးမျိုးတွေကစွန့်လို့ခြင်းတစ်မျိုးပါပဲဟုတ်လားမိမိတို့ရဲ့ပိုင်ဆိုင်မှုကိုစွန့်နေဆိုတာကာမရဲ့တတိတရေတာကိုစွန့်နေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်နိဗ္ဗာန်ချမ်းသာကိုလိုချင်တယ်ဆိုလို့ရှိရင်အနေငယ်များသောချမ်းသာကာမချမ်းသာတွေစိတ်ကြည်နက်မှုချမ်းသာတွေဒါလို့ရင်တော့ကောင်းပါပဲတခါတလေစိတ်ကဘုံတို့ချမ်းသာပဲထင်တာလေးတွေကိုမစွန့်လွတ်နိုင်တာနဲ့နိဗ္ဗာန်ရောက်ကြောင်းအလုပ်ကိုမလုပ်နိုင်မိတဲ့အတွက်ကြောင့်နိဗ္ဗာန်ချမ်းသာနဲ့လွဲရတာရှိတယ်ဟုတ်လားဒါကြောင့်ချမ်းသာကြီးကိုမြင်ချမ်းသာလေးကိုပြက်ပြက်စွန့်ရရမယ်ဆိုတာလေးကလက်တွေ့လိုက်နာခြင်းစရာအလွန်ကောင်းတယ်ပေါ့ဘုံတို့နိဗ္ဗာန်ချမ်းသာကိုရအောင်ကြိုးစားတဲ့နေရာမှာချမ်းသာလေးတွေကိုစွန့်နိုင်မှလုံနိုင်တာလေးတွေရှိတယ်ဟုတ်လားဆိုကြပါစို့မနေ့တိုင်းကိုယ်အိတ်ချင်နေတယ်အိတ်ရတာချမ်းသာတာပဲလေအဲ့ဒီအိတ်တဲ့ချမ်းသာကိုမစွန့်လွတ်နိုင်ရင်တရားအာမထုတ်ဖြစ်တော့တရားအာမထုတ်ဖြစ်ရင်နိဗ္ဗာန်ချမ်းသာရအောင်မလုံနိုင်ရရောက်သွားဟုတ်လားနိဗ္ဗာန်ချမ်းသာရအောင်လုပ်တဲ့အခါမှာချမ်းသာလေးတွေကိုဘုံတို့စွန့်ထားခဲ့ရတဲ့သဘောလေးတွေရှိတယ်ဟုတ်လားဒါကြောင့်ကိုယ်ပြင်းနေတယ်အိတ်ချင်နေတယ်တခုခုခံစားခြင်းနေတယ်အဲ့ဒါကြောင့်ဒီပါရမီထိုက်တဲ့နိဗ္ဗာန်ရောက်ကြောင်းအလုပ်ကိုမလုပ်နိုင်ဘူးမလုပ်ဖြစ်ဘူးဆိုရင်ကိုယ်စိတ်ကိုအားပေးရမယ်ပေါ့ဟောငါကချမ်းသာကြီးကိုလိုချင်နေတာဒါကြောင့်ချမ်းသာလေးတွေကိုတော့စွန့်မှဖြစ်မယ်ချမ်းသာလေးကိုမစွန့်ဘဲနဲ့ချမ်းသာကြီးကိုမရနိုင်ဘူးတဲ့တစ်ဆက်တည်းသူကဘာဆက်ပြောထားတော့ဆင်းရဲကြီးကိုမြင်ရင်ဆင်းရဲလေးကိုကြိတ်မိတ်ပြီးခံရတယ်ဆင်းရဲကြီးဆိုတာကအပယ်လေးပုံပြောတာဆင်းရဲလေးဆိုတာကဒီနေရာမှာအပယ်လိုကြောင့်လုပ်ကိုလုပ်လို့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့ဆင်းရဲတာကိုယ်ရဲ့ဆင်းရဲတာဒါတွေရှိတယ်ဘုံတို့ကုသိုလ်ကောင်းမှုတွေဆိုတာတခါတလေဆင်းရဲနဲ့ရင်းရတာတွေရှိတယ်တရားတော်ဘုံတို့တရားထိုင်နေညောင်းနေညာနေလူတိုင်းကြောက်ကြတာပဲလေဒီတိုင်းချုပ်ထိပြီးတော့နေရတဲ့ဒုက္ခလို့မြင်ပြီးတော့ကြောက်နေကြတာကြောက်လို့လည်းတရားမထိုင်ကြတာပေါ့ဟုတ်လားစိတ်ချုပ်ထိထားတာကြီးကိုစိတ်ထဲကတိတ်မကြိုက်ဘူးဒါကိုဆင်းရဲတစ်မျိုးလို့တချို့ကလည်းထင်ကြတာရှိတယ်ဟုတ်လားအဲ့ဒါလိုပါပဲဘုံတို့ဒါနပဲပြုသီလပဲစောက်တည်ထိုက်တဲ့နဲ့ဘုံတို့စွန့်ရတဲ့အပိုင်းလေးတွေဒီစွန့်ရတဲ့အပိုင်းလေးတွေထဲမှာချမ်းသာကိုစွန့်ရတဲ့အပိုင်းကိုရှိတယ်လို့ဆင်းရဲကိုရင်ဆိုင်ရတဲ့အပိုင်းလေးတွေလည်းရှိတယ်ဟုတ်လားအဲ့လိုဆင်းရဲကိုကြောက်လို့ဘုံတို့ကကောင်းတာကိုစိတ်ကတွန့်ဆုတ်နေတယ်မဝမရဲဖြစ်နေတယ်ဆိုရင်ကိုယ်စိတ်ကိုစောစောပြောတဲ့စကားလေးနဲ့အားပေးရမယ်နော်ဆင်းရဲကြီးကိုမြင်နေရင်ဆင်းရဲလေးကိုကြိတ်မိတ်တီးခံတဲ့ဆင်းရဲလေးတွေကိုကြိတ်မိတ်တီးခံပြီးတော့လုပ်မယ်ဆိုရင်ဆင်းရဲကြီးကလွတ်နိုင်တယ်ပေါ့အနည်းဆုံး၈ပါးသီလစောက်တည်တယ်ဆိုတဏခါလိမ့်မဲ့အနေထားပပမဲ့အနေထားလှုပ်ချင်တာလှုပ်လို့ချမ်းသာမယ်လို့ထင်တဲ့အနေထားလေးကိုမလုပ်လိုက်တာတော့စွန့်နေတခြင်းဆိုတာနားထောင်မဲ့ကမဲ့တီးမဲ့အဲ့ဒီချိန်မှာတာယာမှုရမယ်အဲ့ဒီအနေထားကိုမလုပ်မလို့စွန့်မယ်ညသာစားလို့ဖြစ်လာတဲ့ချမ်းသာတဲ့အနေထားလေးကိုစွန့်မယ်သီလမှာလည်းစွန့်လွတ်မှုနဲ့သွားနေတာကိုမြင်အောင်ကြည့်ရတယ်ဟုတ်လားငါးပါးသီလဆိုရင်လည်းတချို့လွန်ကျူးလိုက်ရင်ကောင်းသွားမယ်လို့ထင်တာနောက်ဆိုတော့ချင်းကကြိုက်နေတယ်ရိုက်ပလိုက်မှကိုစိတ်ကကျဉ်တတ်မယ်ရိုက်လိုက်ရမှကိုချမ်းသာမယ်မရိုက်ဘူးဆိုတော့ရိုက်လိုက်ရမှသူဖြစ်လာမယ်လို့ထင်တဲ့ချမ်းသာမျိုးကိုသူစိတ်ကျဉ်တတ်မှုကိုသူဘာလုပ်တာတော့စွန့်တာပဲဒါတော့ဘုံမောတော့မြင်အောင်ကြည့်တာပေါ့နော်အဲ့လိုပဲခုတရားထိုင်နေဆိုရင်ကိုယ်အိယာတဲ့ကိုတက်တောင့်တက်တာလေးနေပြီးတော့ဟုတ်လားတွေ့ရင်တွေ့နေရတာလေးကိုလူတွေကဒါချမ်းသာတယ်ထင်နေတာပဲလေအဲ့ဒီချမ်းသာတဲ့အနေအထားတစ်ခုကိုဘုံတို့ကဘာလုပ်တာတော့စွန့်ပြီးတော့ဒီနေရာမှာတကယ်လုပ်တဲ့အခါကျတော့လည်းပဲနော်ပင်ပန်းတဲ့အပိုင်းရှိတယ်လို့စိတ်ရကျဉ်တဲ့မှုနှစ်သက်မှုပီတိပတ္တိဖြစ်ပြီးတော့အစာပေါင်းများစွာချမ်းသာနေတာနိဗ္ဗာန်ချမ်းသာတော့မှသာထားအောင်ဟုတ်လားလက်တွေ့ချမ်းသာနေတဲ့အပိုင်းတွေရောမရှိဘူးလားနော်ကိုရှောက်လန်းလို့ခရီးရောက်ရင်ခရီးရောက်တဲ့လောက်ချမ်းသာမှုကတော့ရတာပါပဲအတွေ့အကြုံအရကျဉ်းမှုတွေလည်းအများကြီးရနိုင်တာပဲအဲ့ဒါကိုစောစောကကိုယ်စိတ်တိုင်းညာစိတ်လိုလိုက်ပြီးတော့နေခြင်းတို့နေလို့ဖြစ်မဲ့ချမ်းသာကိုမစွန့်ခဲ့နိုင်ဘူးဆိုရင်ဒီအစစ်မြင့်တဲ့ချမ်းသာကိုရနိုင်မလားမရနိုင်ဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်မဲ့ချမ်းသာမျိုးတွေကိုစွန့်ပြီးတော့ဘုံတို့တွေကပို့ပြီးတော့အစစ်မြင့်တဲ့ချမ်းသာတစ်ခုရဖို့အတွက်ကြိုးပမ်းအထောက်ကြတာဒါကြောင့်ဒါနမှာပဲဖြစ်ဖြစ်သီလမှာပဲဖြစ်ဖြစ်သမာဓိပညာဘာဝနာလုပ်ငန်းမှာပဲဖြစ်ဖြစ်ထိုက်တဲ့စွန့်လွတ်မှုကိုလုပ်ပြီးတော့သူ့ထက်မြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုကြောင့်ဖြစ်တဲ့ချမ်းသာကိုရအောင်ယူနေတယ်ဆိုတာကိုဘုန်းတို့မြင်တတ်ရမယ်အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ဖြစ်တဲ့ချမ်းသာကဒီနားရင်ရက်နေတာမဟုတ်ဘူးဘယ်ထိသွားမှာတော့သူကနိဗ္ဗာန်ချမ်းသာထိသွားမှာနော်ဒါကြောင့်မြတ်စွာဘုရားဒီမှာပြောတဲ့ဝိပုလဒုက္ခကြီးကျယ်ပြန့်ပြောတဲ့ချမ်းသာဆိုတာနိဗ္ဗာန်ချမ်းသာကိုပြောတာအလွန်ကျေပြန့်တဲ့အသုံးလုံးနဲ့ပြောရရင်ကာမချမ်းသာကိုစွန့်လို့နိဗ္ဗာန်ချမ်းသာကိုရမယ်ဆိုတာတကယ်မြင်ထားတယ်တကယ်သိထားတယ်ဆိုအမျှော်မြင်ရှိတဲ့လူဟာအဲ့ဒီကာမချမ်းသာကိုစွန့်ရဲရမယ်လို့ပြောတာမစွန့်ရဲဘူးဆိုလို့ရှိရင်ကြီးကျယ်တဲ့ချမ်းသာကိုရမှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်စောစောကစကားလေးနဲ့လည်းပဲဒီဒေသနာကိုနားလေတဲ့နားလေမှုကိုပို့ပြီးတော့ကျေပြန့်အောင်လုပ်တဲ့တယ်နော်ကဏ္ဍဆိုကြီးပြောတာဗါတယ်တော့နော်ချမ်းသာကြီးကိုမြင်ချမ်းသာလေးကိုပြက်ပြက်စွန့်သူရှိရပြက်ပြက်ဆိုတဲ့စကားပါသေးတယ်မပြက်တယ်ပြက်မလုံးနဲ့ဟုတ်လားနော်ချမ်းသာကြီးကိုမြင်ချမ်းသာလေးကိုပြက်ပြက်စွန့်ဆင်းရဲကြီးကိုမြင်နေရင်ဆင်းရဲလေးကိုကြိတ်မိတ်သီးခံကြိတ်မိတ်လို့ပါနော်စကလုံးလေးတွေသူ့အဓိပ္ပာယ်နဲ့ဟုတ်လားကျွန်တော်သီးခံတဲ့အခါမှာနော်တာမန်ကိစ္စလေးတွေတာမန်သီးခံစရာလေးကတော့ရှောရှူရှူဖြစ်တာပေါ့ဒါပေမဲ့ तू ကသီးခံဖို့ခက်တဲ့ကိစ္စမျိုးတွေကိုတောင်ကြိတ်မိတ်သီးခံပြီးတော့သွားရမယ်ဘာလို့ဆိုဒီတေးသေးလေးကိုသီးမခံနိုင်ဘူးဆိုရင်
အကြီးကြီးသောဆင်းရဲနဲ့တွေ့မှာဆိုလို့တဘုံတို့စိတ်ကိုတွန်းအားပေးတဲ့နေရာမှာဒီအဓိပ္ပာယ်လေးနှစ်ခုစကားလေးနှစ်ခွန်းကများစွာထိရောက်မလို့ထင်တယ်နော်ချမ်းသာကြီးကိုမြင်ချမ်းသာလေးကိုပြက်ပြက်စွန့်ဟုတ်တယ်တခါလေချမ်းသာလေးတွေကိုမစွန့်နိုင်လို့ချမ်းသာကြီးရာကြောင်းအလုပ်ကိုမလုပ်နိုင်တဲ့အတွက်ကြောင့်ချမ်းသာကြီးနဲ့လွဲကြရတယ်ဟုတ်လားဆင်းရဲလေးတွေကိုကြိတ်မိသီးမခံနိုင်တဲ့အတွက်ကြောင့်ဆင်းရဲကြီးတွေနဲ့ညားကြရတာရှိဟုတ်လားနော်ဒါကြောင့်မလို့ဒီကုသိုလ်ကောင်းမှုကိုပြုတဲ့ကိစ္စအကုသိုလ်ကိုရှောင်တဲ့ကိစ္စမှာနော်ထိုက်တဲ့ချမ်းသာကိုစွန့်ရတာရှိတယ်ထိုက်တဲ့ဆင်းရဲကိုရင်ဆိုင်ကြရတာရှိတယ်ဟုတ်လားသူ့ဘိုင်းနဲ့သူပေါ့ဆင်းရဲကိုရင်ဆိုင်စရာအပိုင်းနဲ့ကြုံလာမယ်ဆိုရင်ငါရင်ဆိုင်မယ်ဒါချင်းမဆိုင်လို့ရှိရင်ဓာတ်တဲ့ကြီးတဲ့ဆင်းရဲနဲ့ငါတွေ့ရလိမ့်မယ်ချမ်းသာကိုစွန့်ရမယ့်အနေအထားမျိုးနဲ့တွေ့လာရင်ငါစွန့်မယ်ဒါမစွန့်ရင်ဓာတ်တဲ့ကြီးတာရမှာမဟုတ်ဘူးဟောဒီအတွေးနဲ့ဟုတ်လားတော့ချမ်းသာလေးကိုပြက်ပြက်စွန့်ဖို့ဆိုတာကို gain ဘုံဘုံကဒါအနေအထားလေးတစ်ခုရပြောပြီးပြီဆိုရပါစို့ဆင်းရဲကိုကြိတ်မိတ်သီးခံဆိုတာလေးကိုလည်းနည်းနည်းတော့ဆက်ပြောခြင်းသေးတယ်အဲ့ဒါဘယ်မှာဘုံတို့ထင်ရှားတော့ဆိုတော့တေမိယဇတ်နော်တေမိယဇတ်ဘုရားလောင်းကဘယင်လောက်ရမှာဆိုလို့စကားမပြောဘဲနဲ့အစွန့်ရောင်အာရောင်ဆောင်တဲ့ဇတ်တော်လူတိုင်းသိပါတယ်ဟုတ်လားဘာလို့ဘယင်မလုပ်ချင်တာတော့သူမြင်နေတယ်သူငရဲဘဝလာခဲ့ရဟုတ်လားဘာလို့ငရဲဘဝလာခဲ့ရဆိုအဲ့ဒီငရဲဘဝမရောက်ခင်ကတော့ဒီတိုင်းပြည်ဒီနန်းတော်ဒီပလင်မှာပဲသူဘယင်ဖြစ်ခဲ့တာငရဲမှာနှစ်2000ကြာခဲ့ရတယ်တဲ့နော်လုံမကင်မှာပြောမဆိုမှဖြစ်ပြီးတော့ကြာခဲ့ရတယ်အဲ့ဒါယူသူကပြန်ပြီးတော့ဇာတိတရညာရမြင်တဲ့အခါကျတော့ဒီကလေးလေးဣစီလေးတွေကစမြင်တဲ့အခါဇာတိတရညာဘာလို့ရတာတော့ဒီခမဲတော်ကြီးကသူ့ကိုချစ်လွန်းလို့ရင်ဝင်မှာထည့်ပြီးတော့မြူးနေတာလေအဲ့ဒီအချိန်မှာရှားတော်သား၄ယောက်နမင်းချင်းတွေကဖမ်းလာပြီးတော့ဘယင်မင်းမြတ်ဒီအမှုကိုရှိရင်မဘလို့ပြစ်ပေးရမှာဆိုဟာတယောက်ကိုခေါင်းဖြတ်တာတယောက်ကိုတော့နော်ကျိန်တာအချက်တစ်ထောင်တယောက်ကိုတော့လှမ်းတခြင်းနဲ့ထိုးတယောက်ကိုတော့ခြိချင်းခတ်ပြီးတော့အချုပ်ထဲထားလိုက်စောတော်ကသားပေါ်ဖြစ်နေတဲ့မြစ်တာတွေဘယ်ရောက်သွားမှမသိတော့ဘူးရာတော်သားအာယုံကပြောင်းသွားတဲ့ခါကျတော့တခါတည်းအလွန်ခက်ထန်မာကြောတဲ့လေတံနဲ့ကြောက်မဲ့ဖွယ်ရကောင်းတဲ့မျက်နှာနဲ့အပြစ်ပေးအဲ့ဒါကိုဒီရင်ခွင်ထဲမှာရှိတဲ့ကလေးကမြင်တဲ့အခါကျတော့ပုံစံတူဘဝကိုသွားပြီးတော့ပါတော့အမှတ်ရတာသူလည်းတစ်ချိန်တော့ဒါလုပ်ခဲ့တာအဲ့ဒီမှာကြောက်လန့်သွားတယ်ဘယင်ဖြစ်ရမှာကိုကြောက်တယ်အဲ့လိုတောင်မရဘူးတဲ့စောတော်တုံးကအမြဲတမ်းလန့်ဆန်းနေတဲ့ကလေးလေးကနော်စုတ်ချီခံရတဲ့ပန်းလေးလိုအကုန်လုံးညှိုးသွားတယ်နွမ်းသွားတယ်မလန်းတော့အဲ့ဒါချင်းဘဝသူ့ရဲ့မိခင်တော်ခဲ့ဘူးတဲ့ထိကျက်ဆောင်တဲ့သမီးကအောက်လို့အဲ့လိုဖြစ်တာတော့စိတ်ချင်းစကားပြောတဲ့သဘောပေါ့နော်အဲ့မှာ तू ဒီလိုပဲကြောက်တယ်ဘယင်မလုံးချင်ဘူးပေါ့မရတဲ့အခွင့်အရေးကိုရအောင်လုပ်ရတာခက်တာပါရတဲ့အခွင့်အရေးကိုမရအောင်စွန့်ရတာမခက်ပါဘူးလို့ပြောတယ်စကားလေးတွေကောင်းတယ်နော်မရသေးတာကိုဒါရအောင်လုပ်ရတာခက်တာနော်ရပြီးသားစွန့်ရတာဗျလွယ်ပါတယ်ပေါ့ဒါပေမဲ့တခါတကယ်ရပြီးသားစွန့်ရတာလည်းခက်တတ်တယ်နော်အဲ့ဒါနဲ့ဘယ်လိုလုပ်ရမလို့ဆိုတော့မစွန့်တော့လဲစွန့်ရောင်ဆောင်မအတော့လဲအရောင်ဆောင်နော်မထိုင်းတော့လဲထိုင်းရောင်ဆောင်မပြောတတ်ဘူးမကြားဘူးဘာမှမလုပ်တတ်ဘူးအဲ့ဒီပုံစံမျိုးဆိုအစွန့်အထိုင်းတယောက်ကိုဘယ်သူကမှဘယင်အဖြစ်ပေးမှာမဟုတ်ဘူးလို့အကြံပေးတယ်အဲ့ဒီမှာသူအဋိဌံပါရမီပြုတယ်ပေါ့နော်ငါဘာမှမပြောတော့ဘူးဆိုအလွန်ကြောက်မဲ့ဖွယ်ရာကောင်းတဲ့အတွေ့အကြုံတွေပဲအဲ့ဒီဇတ်တော်ကိုတိတိကျကျဖတ်ကြည့်နော်မင်းမှုဆရာတော်ဥပဘာသာအရေးရလဲကောင်းကောင်းနဲ့ဟုတ်လားဖတ်ကြည့်အဲ့ဒီဥစ္စာအဲ့ဒီမှာ तू အခက်တွေ့တိုင်းကြော်လွှားဖို့ခက်တိုင်း तू ပါစဉ်းစားတော့ငါရှင်မင်းဖြစ်ရင်ငရဲကြရမယ်ဆင်းရဲကြီးကိုမြင်တာဆင်းရဲကြီးကိုမြင်တာဟုတ်လားဆင်းရဲကြီးကိုမြင်တဲ့အခါကျတော့ဒီအခုဖြစ်နေတဲ့ဆင်းရဲလေးကဘာမှမပြောပါတော့ဘူးတခါတလေမြန်သူ့ကိုဘလို့စမ်းတော့တကူလုံးပွက်ရည်တွေတုတ်တော့အဲ့ဒီပတ်စိတ်တွေတက်အောင်ထားတာနော်အပူလေးတွေပါပေါက်အောင်လာအဲ့ तू ဒီတိုင်းမလှုပ်ရဘူး तू ကဟုတ်လား तू ကြောင့် तू ပတ်စိတ်ကိုက်လို့ပုတ်တက်ပေးတယ်ပုတ်တက်လိုက်ရင်နည်းနည်းတက်တာသေးတယ်ပေါ့အခုကိုက်နေတာကိုဒီတိုင်းခံနေရတယ်ဆိုတော့ဘလောက်စိတ်ကမယိုးမရဖြစ်မယ်လေဘလို့စိတ်တော့ခိုင်မာတဲ့စိတ်နဲ့ तू ခန္ဓာရင်ရှိအောင်ကြိုးစားရတယ်လဲဆိုတာကိုတွေးကြည့်သင့်တယ်ပေါ့နော်တွေးကြည့်သင့်တယ်အသက်ကြီးလာလေသူ့ကိုစမ်းသတ်မှုတွေကပြင်းထန်လေအဲ့ဒါငယ်လေးတွေကစမ်းသတ်တာလာသားလေးတွေကစပြီးတော့အမေနို့မတိုက်ဖက်နဲ့ဖြတ်ထားတာဟုတ်လားဒီဝန်းထဲမှာမီးတောက်တယ်လို့ဖြစ်တယ်ပေါ့ဘာအရှိလည်းမတိုက်ဘူးငိုမှပဲတိုက်မယ်ဆိုတော့ तू ကမငိုဘူးလှုပ်တာလေမလှုပ်ဘူးလှုပ်တာဆိုငိုလို့လည်းမရလှုပ်လို့လည်းမရအဲ့ဒီတွေကစသူဒီဆင်းရဲကငရဲဆင်းရဲလောက်မကြီးပါဘူးဆိုတဲ့အတွေးနဲ့သူ့ရဲ့ဒီလုပ်ငန်းစဉ်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်အဋိဌာန်ကိုမပြည့်စည်အောင်သူထိန်းတာဒါလေးကဘုန်းတို့နီးယူကြလွန်ကောင်းနော်တခုခုကိုယ့်ရဲ့လုပ်ငန်းစဉ်နော်အခက်တွေ့လာပြီဆိုလို့ရှိရင်ဆင်းရဲကြီးကိုမြင်နေမှတော့ဆင်းရဲလေးကိုငါကြိတ်မိတီးခံမယ်ဆိုတဲ့အတွေးလေးကဘုန်းတို့ကိုများစွာခွန်အားဖြစ်စေပေါ့နော်ဒီသဘောလေးကိုပြောပြတာဟုတ်လားအဲ့ဒါတိမိယမင်းသားဟာတလျှောက်လုံးသူတွေ့ခဲ့တဲ့အတွေ့အကြုံတွေအကုန်လုံး
ခက်ခဲတဲ့အရာတွေကြုံရတယ်အဲ့ဒီအတွေးနဲ့ပဲရင်ဆိုင်ဖြတ်တန်းဟုတ်လားဒါဘုံပြောတာတွေအကုန်လုံးသဘောပေါက်ကြမယ်ထင်ပါတယ်နော်အနုမောဒနာတရားတသက်စာတတန်တရားစာလို့ပြောကြပါစို့ဟုတ်လားတခါကြီးတော့နော်အဲ့ဒါဘုံတို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာချမ်းသာကိုစွန့်ရတာတွေရှိတယ်အကုသိုလ်ကိုရှောင်ရတဲ့အခါမှာဆင်းရဲကိုရင်ဆိုင်ကြရတာလေးတွေလည်းရှိတယ်ဘုံတို့ဘဝမှာအဓိကအရေးပါဆုံးလုပ်ငန်းကအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့မကောင်းတဲ့စိတ်မဖြစ်ဖို့ကောင်းတဲ့စိတ်ဖြစ်ဖို့မကောင်းတဲ့စိတ်ဖြစ်ရင်ဆင်းရဲဖြစ်မှာလို့နားလည်ထားတယ်ကောင်းတဲ့စိတ်ဖြစ်မှချမ်းသာမှာလို့နားလည်ထားတယ်ဒါကြောင့်မဆင်းရဲအောင်ချမ်းသာရအောင်မကောင်းတဲ့စိတ်မဖြစ်ဖို့ကောင်းတဲ့စိတ်ဖြစ်ဖို့ကြိုးစားရတယ်မကောင်းတဲ့စိတ်ကိုအကုသိုလ်လို့ပြောရတယ်ကောင်းတဲ့စိတ်ကိုကုသိုလ်လို့ပြောရတယ်အဲ့ဒါလိုအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ကြိုးစားတဲ့နေရာမှာအကြောင်းအားလျော်စွာတော့ထိုက်တဲ့ချမ်းသာကိုစွန့်မှဖြစ်မဲ့အနေအထားမျိုးတွေကျုံရလိမ့်မယ်ထိုက်တဲ့ဆင်းရဲကိုရင်ဆိုင်ရမှကိုဖြစ်မဲ့အနေအထားမျိုးတွေကျုံရလိမ့်မယ်အဲ့လိုကျုံလာပြီဆိုရင်နိဗ္ဗာန်ချမ်းသာကြီးကိုမြင်နေမှတော့ဒီချမ်းသာလေးကိုငါဘာလို့မစွန့်နိုင်ရမှာလို့ဆိုတဲ့အတွေးဟုတ်လားအပေဆင်းရဲကလုံမဲ့အလုပ်ကြီးကိုနော်အပေဆင်းရဲကိုမြင်နေမှတော့ဘာလို့ဒီဆင်းရဲပေါက်စလေးကိုငါကြောက်နေရမှာတော့ကြိတ်မိပြီးတော့တီးခံရမယ်ဆိုတဲ့အတွေးထားရမယ်ပေါ့နော်ပြီးရင်ဒီကုန်းချုပ်ဘာပြောရင်တော့စောစောဘုံဘုံပြောတယ်ပြီးရင်ပြောမယ်ဆိုတာပြောခဲ့တာလေဘာလို့ပြီးရင်ပြောမယ်လို့ပြောဝိတ္တကုသိုလ်နော်တခါကြီးတော့မှတ်မိရနော်ဝိတ္တကုသိုလ်ဆိုတာဘာလို့လဲပတ်စေတဲ့ကုသိုလ်လဲပတ်မှုကိုဖြစ်စေတဲ့ကုသိုလ်ကုသိုလ်ပြုတိုင်းဘုံတို့မကြပြောပြပါတယ်ဟုတ်လားလက်ပတ်နေတယ်ဆိုတာဘာပြောတာတော့အကျဉ်းမြင်လေးပြောရမယ်ဆိုရင်ဇာတိဇရာဗျာတိမရဏအမွေးဖွားလာတယ်ဒီဖြစ်ပေါ်လာတဲ့ယုံနံတဘာဝကြီးကိုအစားအိုမင်းတတ်တဲ့တဘာဝကြီးဒါကြောင့်တဖြည်းဖြည်းနဲ့အိုတယ်ရင့်တယ်ဟောင်းတယ်ပြီးရင်ပါတော့ပျက်စီးမှုစလာတဲ့အခါကျတော့ခံခတ်မှုတွေကတခါဖြစ်လာပြန်တယ်ဒါကိုဘာခေါ်တော့ဗျာတိပေါ့ပြီးရင်ပျက်စီးမလို့လှုပ်ပြီးပြီဆိုတော့ပျက်စီးသွားတော့တာပေါ့ပျက်စီးသွားပြီဆိုတော့ဆုံးသွားလားမဆုံးဘူးခုနသုတိမပစ္စည်းကဗုဒ္ဓအလောင်းလေးစဉ်းစားလို့ဆုံးသွားပြီလားမဆုံးဘူးဘာလို့ဇာတိလာပြန်တယ်ဘာလို့ဇာတိရလာတော့ဒါပုံမှာဖြစ်ချင်နေတယ်ရချင်နေတယ်တွေ့တာမှုကမပြတ်တဲ့အတွက်ကြောင့်ဒီဘဝကထက်ရပြန်တယ်ဘာလို့ဖြစ်ချင်ရချင်နေတုံးဆိုတော့မကောင်းမှမသိတာ哦အဝိဇ္ဇာအခြေခံနေတာနော်ဒါကြောင့်အဝိဇ္ဇာပစ္စည်းသင်္ခါရပစ္စည်းဝိညာဏနော်ပရိစ္ဆေသမုပ္ပါကိုဘုဂုဆိုကြီးကဘလူကြီးတဲ့ထည့်ထားတော့အဝိုင်းကြီးတဲ့ထည့်ထားကြတာနော်အဝိုင်းကြီးတဲ့ထည့်ထားကြတာနော်ဟုတ်လားအဲ့ဒါလို့လဲနေတာကိုဒါဝိတ္တဝိလိုက်နေတာဝိပါနေတာဟုတ်လားကျတို့ကမျက်လုံးလေးကန်းသွားတာမျိုးလက်ကျိုးသွားတာမျိုးဟုတ်လားမိုးရပါတခုကိုချိုရင်းလာဝိပါတာကြည်စမ်းတကယ်တမ်းကတော့လူတိုင်းတတ္တဝါတိုင်းကဘာပါနေရတော့ဝိပါနေတာဝိကောင်းနေကြီးခံရမှာအကုန်လုံးနည်းနည်းခံရမလားများခံရမလားမသိတာခံရလိုက်အောင်မယ်ဟုတ်လားအဲ့ဒါကိုဘာခေါ်တော့လဲနေတာအဲ့ဒါကိုပြုတဲ့ကုသိုလ်ကဒီလက်ပတ်မှုကိုဖြစ်စေတဲ့ဘဝတံပတိဘောဂတံပတိနော်စီစဉ်ဥစ္စာဘဝရဲ့ပြည့်စုံခြင်းဒါမျိုးလောက်ကိုသာတောင့်တမယ်ဆိုရင်ဒီကုသိုလ်ကလက်ပတ်မှုကိုဖြစ်စေတဲ့လက်ပတ်မှုကိုအားပေးတဲ့ကုသိုလ်မျိုးပဲဖြစ်သွားမှာဒါဖះမချီးမွမ်းမှုပေါ့နော်မြတ်စွာဘုရားဒါကိုနော်သာသနာနဲ့တွေ့တဲ့အခါမှာဒီအမြင်ကိုကြော်လွန်ရမယ်ပေါ့ဘာကုသိုလ်ဖြစ်အောင်လုပ်ရမလဲဆိုရင်ဝိဝိတ္တကုသိုလ်ဖြစ်အောင်လုပ်ရနော်ဝိဝိတ္တကုသိုလ်ဆိုတာအဲ့ဒီလက်ပတ်မှုကိုဖောက်ထွက်တာပေါ့လက်ပတ်မှုကိုကျိုးပြတ်သွားအောင်လုပ်ပလိုက်တာနော်မြတ်စွာဘုရားရဲ့အရဟံကုံမှာတန်တရားဆက်တို့ကြီးအထောက်အကန့်ကိုဖျက်ဆီးဆိုတာပါဟုတ်လားဘိန်းတစ်ဘိန်းကိုကလေးကောင်ကဝင်ရိုးနဲ့အပေါ်ကဂွေကြီးနဲ့နော်ဆက်ထားတာကိုပါတော့ဓာတ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီဓာတ်တွေကိုဖျက်လိုက်လို့ရှင်ဒီဘိန်းလက်ပတ်မှုကဘာဖြစ်သွားတော့ဖျက်ဆီးသွားတယ်ဟုတ်လားဓာတ်တွေအကန့်တွေကိုဖျက်ပလိုက်တယ်ဟုတ်လားအဲ့ဒါလိုပဲကိုပြုတဲ့ကုသိုလ်ကနော်တန်တရားဆက်ဆိုတာတကယ်တမ်းကဒုက္ခပြီးဒုက္ခလဲနေတဲ့သဘောကိုပြောတာအဲ့ဒါကိုကနားလည်ပြီးတော့ဒီဆက်ကိုငါမလဲစေရဘူးဆက်ဆိုတာလဲတဲ့သဘောပဲလေခဏကိုကြီးကလည်းဆက်တစ်မျိုးပဲလဲနေတာသူကဟုတ်လားအဲ့ဒီလဲနေတာကိုရက်သွားအောင်ကြိုးစားတာဟုတ်လားအဲ့ဒီလိုကြိုးစားတဲ့နေရာမှာနော်အထောက်အကူပြုပါလေငါပြုလိုက်တဲ့ကုသိုလ်လေးကတော့တန်တရားဆက်ကိုနော်ရက်သွားခြင်းလေဆိုရင်ပရိစ္ဆေသမုပ္ပါဒေသနာရပြောမယ်ဆိုရင်သူကဘယ်နာကနေဖြတ်ရမှာတော့ဩဇာပစ္စယသင်္ခါရအတိတ်ကမသိလို့လုတ်ခဲ့ကြပြီကောင်းထင်ပြီးတော့လုတ်ခဲ့ကြပြီသင်္ခါရလုတ်ခဲ့ကြတဲ့သူကြောင့်သင်္ခါရပစ္စယဝိညာဏနပရိသေဝိညာဉ်ရတဲ့နာယုတ်ဖြစ်တဲ့နာယုတ်ဖြစ်ပြီးတော့တာလာယတနာအကြည်တဲ့6ပါးပါပြည့်စုံလာတဲ့ပြည့်စုံလာအာယုန်နေနဲ့တွေ့တဲ့အာရဏပစ္စယဖတ်တော့တွေ့ပြီဆိုတာဖတ်တာပစ္စယဝေဒနာဒီထိကရက်လို့မရဘူးဒါယဟန္တာတွေလည်းအဲ့လိုသွားနေတာရက်လို့မရဘူးအဲ့မှာရက်လို့ရတာဖြတ်လို့ရတာဘယ်နှောင်းဆိုဝေဒနာပစ္စယတဏအဲ့ဒီအဆက်ကနေပြီးတော့ဖြတ်ဖို့ကြိုးစားရတယ်ပေါ့ဟုတ်လားအတိတ်အကြောင်းကြောင့်ပြစ္ဆုတ်ပံအကျိုးရနေပြီဟုတ်လားဘုံဘုံတော့ဘာမှဖြစ်ဖို့ကြိုးစားအောင်ဆိုတော့ပြစ္ဆုတ်ပံအကျိုးကနေပြစ္ဆုတ်ပံအကြောင်းကိုမကူးအောင်ပြစ္ဆုတ်ပံအကြောင်းကိုကူးသွားရင်အနာကအကျိုးတော့ဆက်သွားမှာသူကဟုတ်လားအဲ့တော့ပြစ္ဆုတ်ပံအကျိုးထိရောက်နေပြီအခုဝေဒနာတွေဖြစ်နေပြစ္ဆုတ်ပံအကျိုးဒါအတိတ်ကလောက်ခဲ့တာတွေနဲ့ခွင်းဆက်တစ်ခါတည်းမိပြီးတော့သူလဲနေတဲ့ဒီဆက်ကအဲ့ဒါကိုဘုံဘုံတို့ကဝေဒနာပြည့်စရာတဏှာမဖြစ်အောင်
ဒီခံစားမှုရဲ့အိဋ္ဌဒုက္ခအနတ္တသဘောကိုသိအောင်လုပ်ရတယ်ဒီခံစားမှုရဲ့အထူးသဖြင့်မမြဲမှုပေါ့နော်မမြဲမှုကိုမသိဘူးဆိုလို့ရှိရင်ဒုက္ခဝေဒနာရဲ့နောက်မှာရာဂနုတ္တယကိန်းဒုက္ခဝေဒနာရဲ့နောက်မှာပဋိက္ခနုတ္တယဆိုတဲ့ဒေါသကိန်းဥပေက္ခဝေဒနာရဲ့နောက်မှာအဝိဇ္ဇာနုတ္တယလို့ဆိုတဲ့မောဟကိန်းဝေဒနာ၃မျိုးမှာလောဘဒေါသမောဟနောက်ကလိုက်လာတယ်လိုက်လာရင်ဘာဖြစ်တော့ဝေဒနာပြည့်စရာတဏှာဖះတော့တလုံးနဲ့ခေါင်းကောက်ပြီးတော့ဟောတယ်နော်တဏှာပြည့်စရာဥပါဒနာဥပါဒနာပြည့်စရာဘောဘဝပြည့်စရာဇာတိဆက်ပြီးတော့လဲသွားတော့တာသူကဟုတ်လားမသိတဲ့အတွက်ကြောင့်ဒီဝေဒနာရဲ့သဘောမှန်ကိုမသိတဲ့အတွက်ကြောင့်စောစောပြောတဲ့ဝိဇ္ဇာပြည့်စရာသင်္ခါရကိုအကျေဟောလိုက်တဲ့သဘောပဲဝေဒနာပြည့်စရာတဏှာတဏှာပြည့်စရာဥပါဒနာဥပါဒနာပြည့်စရာဘောဆိုတာကအဝိဇ္ဇာပြည့်စရာသင်္ခါရရဲ့အကျေပဲသူကနော်အတိတ်ကဟာကိုအချင်းချုပ်ဟောလိုက်တာအခုအနာဂတ်မှာအကျိုးကျေးဇူးရမယ်ပြစ္ဆုတ်မှာအကြောင်းတရားကိုအကျေဟောတာဟုတ်လားဝေဒနာပြည့်စရာတဏှာဥပါဒနာဘောဘဝပေါ့နော်အဲ့တော့လိုချင်တယ်လိုချင်တော့ဆွဲမဲ့တယ်ဆွဲလန်းတယ်ဆွဲလန်းတော့ရအောင်လှုပ်လိုက်တယ်ရအောင်လှုပ်တော့ဇာတိရပြီးတော့ဇာတိပြည့်စရာဇရာမရဏဆက်ပြီးတော့သွားတာဟုတ်လားအဲ့တော့ तू ဘာလဲလို့မင်းကိလေသာပါပဲကိလေသာနဲ့ကံပေါ့နော်ကိလေသာနဲ့ကံအဝိဇ္ဇာအခြေခံတယ်နော်မသိတဲ့အတွက်ကြောင့်လိုချင်တယ်လိုချင်တဲ့အတွက်ကြောင့်ဆွဲလန်းတယ်ဆွဲလန်းတဲ့အတွက်ကြောင့်လှုပ်တယ်လှုပ်ပြီးဆိုတော့ကံဖြစ်သွားတယ်ဟုတ်လားနော်အဲ့လိုနဲ့ဘုန်းဘုန်းတို့ဟာတန်တရားဆက်ကလဲသွားတယ်မလဲခြင်းဘူးဆိုလို့ရှိရင်အဲ့ဒီဝိပါကနဲ့ကိလေသာကိုမကူးအောင်လုပ်ရတယ်ကိလေသာကူးသွားပြီဆိုရင်ကိလေသာနဲ့ကံနဲ့မကူးအောင်လုပ်လို့မရဘူးကိလေသာပြီးရင်ကံနဲ့ဝိပက်ကလည်းမကူးအောင်လုပ်လို့မရဘူးကံနဲ့ဝိပက်ကသူအကြောင်းအကျိုးသူ့ဆက်တာဘယ်သူမှရက်လို့မရရက်လို့ရတာဘယ်နားလေးမှာရဝိပါကနဲ့ကိလေသာကြားကိုရက်တာနော်ဒီတန်တရားဆက်ကိုအတူဆုံးလှည့်မယ်ဆိုလို့ရှိရင်တော့သမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာဒီလိုသွားဒါတော့အတူဆုံးပေါ့နော်တနည်းဘုန်းဘုန်းတို့ကိလေသာဆက်ကမ္မဆက်ဝိပါကဆက်ဆိုဆက်၃မျိုးနဲ့လှည့်တဲ့ဖို့လဲလို့တယ်ဟုတ်လားကျတို့အခုဝိပါကဆက်ထဲမှာအတိတ်ကအကြောင်းတရားတွေအကြောင်းအကျိုးရလက်တွေရတယ်ပေါ့မျက်စိလေးတွေလည်းကောင်းအကုန်လုံးအကျိုးရလက်တွေထွက်နေတယ်ပေါ့ဟုတ်လားအဲ့ဒါဘာဖြစ်နေလဲဝိပါကဖြစ်တယ်အဲ့ဒီဝိပါကကိုဆက်မလဲခြင်းဘူးဆိုရင်ဒီဝိပါကကိုအမှန်သိပြီးတော့ကိလေသာဘက်ကိုမရောက်အောင်ရက်ရမယ်ဟုတ်လားဝိပါကရဲ့အနိစ္စကိုမြင်လို့ရှိရင်ကိလေသာမဖြစ်ဘူးကိလေသာဆိုတာဝိဇ္ဇာနဲ့တဏှာဥပါဒာအကြံမြင်အဲ့ဒါကိုပြောတာဟုတ်လားအဲ့ဒါအနိစ္စမြင်လို့ရှိရင်ကိလေသာဆက်မလဲဘူးကိလေသာဆက်မလဲရင်ကိလေသာကြောင့်လုံမယ်ပြောမယ်တွေးမယ်ဆိုတဲ့ဟုတ်လားဥပါဒံပြည့်စရာဘဝပြည့်စရာဇာတိအဲ့ဒီဘက်ကိုမရောက်တော့ဘူးပေါ့နော်ဟုတ်လားဝိပါကနဲ့ကိလေသာကြားကိုဖြတ်ရမယ်နော်ကိလေသာနဲ့ကံကြားကလည်းဖြတ်လို့မရဘူးကံနဲ့ဝိပါကကြားကလည်းဖြတ်လို့မရဘူးလဲနေတာကိုမြင်ရမယ်နော်သုံးပွင့်ဆိုင်လဲနေတာဟုတ်လားဝိပါကကိလေသာကမ္မပြီးရင်ဝိပါကနဲ့ကံကိလေသာကြားမဖြတ်နိုင်ရင်ကိလေသာကမ္မဝိပါကကိလေသာကမ္မဝိပါကဒီလိုသွားနေတယ်ဝိပါကနဲ့ဘယ်ကြားဖြတ်ကိလေသာကြားဖြတ်ရမယ်လောဘဒေါသဖြစ်ပြီးရင်တော့ तू ကံမမြောက်ဖဲနေမှာမဟုတ်ဘူးလုတ်ကိုလုတ်မှာ तू ဟုတ်လားမှားပြီဆိုရင်လုတ်တော့မယ်အမှားရဲ့အကျိုးရလာလုတ်မယ်ဆိုရင်ဖြစ်တော့မယ်ဒီလိုသွားတာအဲ့တော့ဝိဝတ္တကုသိုလ်ဆိုတာကအဲ့လိုမျိုးတန်တရားဝိဒုက္ခကိုရက်တတ်နိုင်အောင်တန်တရားနော်ဆက်ဝိုင်းကနေထွက်မြောက်နိုင်အောင်ကြိုးစားတဲ့နေရာမှာငါလှုပ်လိုက်တဲ့ကုသိုလ်လေးကအထောက်အကူပြုပါစေဆိုတဲ့စိတ်ထားလေးနဲ့လှုပ်လိုက်တဲ့ကုသိုလ်ဖြစ်စေတဲ့ကုသိုလ်ပဲခေါ်တော့ဝိဝတ္တကုသိုလ်တဲ့နားလည်ရနော်ကိုယောဂီတို့အကုန်လုံးကုသိုလ်ကောင်းမှုနဲ့မကင်းကြတဲ့ပုံကိုယ်တွေဟုတ်လားကင်းလို့လည်းမရဘူးနော်ကုသိုလ်နဲ့ကင်းရင်ဘာဝင်လာမှာတော့အကုသိုလ်ဝင်လာမှာဟုတ်လားအဲ့ဒါမလို့ဒါဏိကုံးချုပ်လေးပြောမယ်ဆိုတာအဲ့ဒါကိုပြောတယ်နော်အဲ့ဒါပြောခဲ့တဲ့စကားလေးတွေအကုန်လုံးအနှစ်ချုပ်ကြည့်မယ်ဟုတ်လားအကုသိုလ်ကိုရှောင်တဲ့ကိစ္စမှာပဲဖြစ်ဖြစ်ကုသိုလ်ကိုဆောင်ရွက်တဲ့ကိစ္စမှာပဲဖြစ်ဖြစ်ထိုက်တဲ့နဲ့ဆင်းရဲကိုရင်ဆိုင်ရတာရှိတယ်ထိုက်တဲ့နဲ့ချမ်းသာကိုစွန့်လွတ်ရတာတွေရှိပါတယ်ဆင်းရဲကိုရင်ဆိုင်ရမယ့်အနေအထားမျိုးကျုံးလာရင်အပေဆင်းရဲကြီးကိုမြင်နေမှာတော့ဒီဆင်းရဲကိုငါကြိတ်မိတ်တီးခံပြီးတော့အကုသိုလ်ရှောင်တဲ့ကိစ္စကုသိုလ်ဆောင်တဲ့ကိစ္စကိုဖြစ်အောင်လုပ်မယ်လို့တို့တွေးရမယ်ဒါပြောရနော်ချမ်းသာဒုက္ခကိုစွန့်ရမယ့်အနေအထားလေးတွေမြန်ကျုံးလာရင်နိဗ္ဗာန်ချမ်းသာကြီးကိုတောင်ရမယ့်ကိစ္စနိဗ္ဗာန်ချမ်းသာကိုမြင်နေမှတော့တော့ဒီချမ်းသာကိုငါဘာလို့မစွန့်ရဲရမှာလဲဆိုတဲ့အတွေးနဲ့အကုသိုလ်ကိုရှောင်ဖို့ကုသိုလ်ကိုဆောင်ဖို့ဘုန်းဘုန်းတို့တွန်းအားပေးပြီးတော့ကြိုးစားရမယ်ဒါကိုပြောတာနော်ဆင်းရဲကြီးကိုမြင်ရင်ဆင်းရဲလေးကိုကြိတ်မိတ်သိခံချမ်းသာကြီးကိုမြင်ရင်ချမ်းသာလေးကိုပြတ်ပြတ်စွန့်အဲ့ဒါကိုဒေသနာဘာကိုထောက်ထားပြုပြီးတော့ပြောရတာတော့နော်ဘုရားလောင်းသင်္ခပုံနာကြီးရဲ့အနေငယ်များသောကုသိုလ်ကောင်းမှုကြောင့်ဘုရားဖြစ်တဲ့ဘဝမှာကြီးကျယ်တဲ့အကျိုးရလဒ်ကိုရခဲ့တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဟုတ်လားမတ္တဒုက္ခပရိစ္ဆာကပတ္တိစီဝိပုလံဒုက္ခစစီမတ္တဒုက္ခတည်တော့သမ္ပတ္တဝိပုလံဒုက္ခဒီကထာလေးကိုအနေငယ်ပြောခဲ့တယ်ဟုတ်လားပြီးတော့ဗာပြောသေးတော့ပေမီမင်းသားအကြောင်းပြောတယ်နော်ဘလို့အတွေးနဲ့သူ့ရဲ့နော်အကုသိုလ်ရှောင်ခြင်းရေးကုသိုလ်ဆောင်ရွက်ရေးလုပ်ငန်းစဉ်ကြီးကိုမပြည့်စည်အောင်သူအကောင့်ထဲပေါ်ခဲ့တာတော့တွန်းအားကငရဲကိုမြင်တာနော်ဆင်းရဲကြီးကိုမြင်လို့ဆင်းရဲလေးကိုကြိတ်မိတ်တီးခံပြီးတော့အောင်မြင်အောင်လှုပ်သွားတာ
ဒါလေးတွေကိုဘုံဘုံတို့ကနီးယူပြီးတော့စူးစမ်းရမှာဒီကုန်းချုပ်ပါပြောလိုက်တော့ကိုလှုပ်လိုက်တဲ့မြင့်မြတ်တဲ့ဖြူရှင်တဲ့ကောင်းမှုကတန်တရားဝရှင်ရဲ့ကိုလေပတ်စေတဲ့အကြောင်းတရားတစ်မျိုးမဖြစ်စေသင့်ဘူးတန်တရားဝဒုက္ခကလွတ်မြောက်သွားအောင်လှုပ်တဲ့နေရာမှာတွန်းအားပေးတဲ့အကြောင်းတရားမျိုးသာဖြစ်စေသင့်တယ်ဒါကိုပြောတာနော်တို့ချုပ်ပြောတာနိဗ္ဗာန်တပစ္စယောဟောတုကိုပြောတာပါပဲဟုတ်လားဒါကြောင့်ပြီးမှဘုန်းဘုန်းတို့ရေးစဲချမယ်အခုလောလောဆယ်တခါကြီးတို့လည်းပဲနော်15မိနစ်လောက်တရားမှတ်ကြရမယ်ဟုတ်လား